စစ်ဝင်စားစရာသတင်းထူးတစ်ခုပေါ့တက်လာတယ်အတီးပြုတ်လို့လည်းရသွားပြီအဲ့ဒါကတော့ AI သတင်းတဲ့AI သတင်းဆိုတာကတော့ဟိုဘက်ကစစ်ကောင်စီရဲ့ lobby တွေကပြောတာဟာပေါ့နော်တစ်ဖက်သက်ဖင်ပိတ်ပြီးတော့ညင်းတဲ့ပုံစံမျိုးအဲ့ဒီအကြောင်းအရာအစစ်မှန်ကတော့ AA ရဲ့စစ်ရေးပြည်ရဲ့မှာစစ်တပ်အငိုက်မိသွားတယ်ဆိုတဲ့အကြောင်းအရာအားလုံးသိကြပြီးဖြစ်တဲ့အတိုင်းကြောက်ဖြူစစ်မျက်နှာမှာအထိနာတဲ့စစ်ကောင်စီတပ်ကအာရခိုင်တပ်တော် AA ရဲ့စစ်ရေးပြည်ရဲ့အောက်မှာစက်ကပ်ပန်းအတွင်းမှာပဲတပ်ဖွဲ့ဝင်20ကျော်တေဆုံးသွားတယ် AA ကစစ်ရေးပြည်ရဲ့အရာယာယီအဆုတ်ပြပြီးတော့မှကြောက်ဖြူမြို့နယ်မြင်းပြင်ရွာရေတာစခန်းမှာပြီးခဲ့တဲ့ဒီချက်ပိုင်းရပဲเนาะနိုဝင်ဘာလ14ရက်မနေ့ခင်းပိုင်းရဖြစ်စဉ်တစ်ခုပေါ့စစ်ကောင်စီရဲ့စီရေးစွမ်းရည်နဲ့ဖြစ်တည်မှုခါ AA ရဲ့စီရေးပြည်ရဲ့ကြွယ်ဝမှုကိုမရှင်နိုင်ဘူးဆိုတာကိုအမှမြင်သာစေတယ်ဖြစ်စဉ်ကဒီမြင်းပြင်ရွာကြီးတာစခန်းကိုတပ် AA တပ်တော်ကနေပြီးတော့မှသိမ်းပိုက်ထားတာထိန်းချုပ်ထားတာကြားခဲ့ပြီအဲ့ဒီဟာကဘာကိုအရေးပါလဲဆိုတော့မြင်းပြင်ရွာဆိုတာကမိုးလေဝသရေတာစခန်းရှိတယ်မိုးလေဝသကိုခံမှန်းတွက်ချက်ပေးနိုင်တဲ့စခန်းရှိတယ်အဲ့ဒါကြောင့်စစ်ကောင်စီအသေးအံပြန်လိုချင်တာအဲ့ဒီအတွက်ကိုအဲ့နိုဝင်ဘာ14ရက်နေ့ကနေပြီးတော့မှသူတို့ကတက်လာတယ်မတက်လာခင်မှာလေချောင်းကနေလည်းပြစ်ခတ်မှုတွေလုပ်တယ်အဲ့ဒါကြီးအားလုံးလုပ်ပြီးတော့မှအင်အားအလုံးရင်တုံးပြီးတော့မှကြီးတက်ကနေပြီးတော့ချီတက်လာတယ်အဲ့မှာ AA ကနေပြီးတော့မှစစ်တပ်ကိုမရှင်နိုင်မဲ့အတူတူကိုနောက်ကိုဆုတ်ခိုင်းလိုက်တယ်ဆုတ်ခိုင်းလိုက်တယ်ဆိုတော့လည်းအဆုတ်ရောင်ပြပြီးတော့မှအဲ့ဒီနေရာကိုသူက location ထောက်ထားတဲ့ပုံစံပဲကြည့်ရတာသုံးသက်ရတာပေါ့နော်အဲ့ဒီမှာစစ်ကောင်စီကသိမ်းပိုက်ဖို့ရောက်လာတဲ့ဟာတွေကအတာတကြီးသိမ်းပိုက်နိုင်ပြီဆိုပြီးတော့ဝါဒအဖြန့်ဖို့အတွက်အာကျိုးမှန်တက်နဲ့အခုမြင်ရတဲ့အတိုင်းပဲဓာတ်ပုံတွေရိုက်ဖို့ပေါ့နော်စီစဉ်နေကြတယ်ဗီဒီယိုထဲမှာကြည့်ရတဲ့ရုပ်သံအရာဆိုလို့ရှိရင်တော့ဓာတ်ပုံရိုက်ဖို့ပြင်ဆင်နေတာပေါ့နော်အဲ့မှာသူတို့အလူရက်နဲ့ဟိုမှာအနောက်ကနေပြေးလာတဲ့သူတွေတောင်ရှိတယ်ဓာတ်ပုံနှစ်ပုံကတော့ဆန်းပြီးတော့ရိုက်ပြီးသွားလောက်ပြီဒါပေမဲ့ရှင်းရှင်းလင်းလင်းလူစုံစုံညီညီနမတန်းပုံကတော့ရိုက်မယ်ကြံတော့မှအမှလက်နဲ့ကြီးကြီးကကြာပြီးတော့မှတွေ့တဲ့အတိုင်းပဲတစားစီဖြစ်ကုန်ပြီအဲ့ထဲမှာပြန်ပြီးတော့မှဆွဲဝါးတဲ့ဒီအလောင်းတွေကတော့10လောင်း10လောင်းလောက်ရှိပြီစုစုပေါင်းဒီ CDM ဘူကြီးကိုထက်မြက်ပြောတာကတော့24လောင်းနဲ့အဲ့ဒီမှာဓာတ်ပုံရိုက်တဲ့သူစုစုပေါင်းပေါ့နော်သူကတော့သူ့ရဲ့ဒီဖျဲသီးတွေကနေတဆင့်ပြီးတော့မှရရှိထားတဲ့ဟာကိုသူကပြောပြထားတာဆိုတော့ဓာတ်ပုံရိုက်ပြီးချိန်တော့မှရမှာမလားရပြီးရင်လည်းလူရောစုံမလားအဲ့ဓာတ်ပုံကကောသူတို့ရပြီလားဆိုတာကတော့ဒါတော့သူတို့ပဲစစ်ကောင်စီပဲသိနေတယ်ပေါ့နော်တေဆုံးတဲ့သူတွေစရင်ဖြောက်တယ်လက်ရှိတိုက်ပွဲထဲမှာပဲလုပ်ငန်းတွေတာဝန်တွေဆောင်ရွက်နေတယ်လို့လည်းသူတို့ရဲ့တရင်မွန်နေပဲသူတို့ရဲ့လာကြတွေကိုထုတ်စားနေတာကလည်းသိကြပြီးတဲ့တိုင်းသူတို့ရဲ့ဖြစ်စဉ်ကတော့ထားလိုက်တော့ဒီဖြစ်စဉ်မှာ AA ရဲ့လက်နက်ကြီးပစ်တဲ့စက်ခေးကတော့တကယ်မိုက်တယ်စစ်ကောင်စီဘားကိုသူတို့ကဝနေသူတို့ရဲ့နီးပရိယေကလည်းရိုးရှင်းလွန်းနေတာရိုးရှင်းပဲစစ်ကောင်စီဘာပြီးရင်ဘာလုပ်မယ်ဆိုတာသူတို့ကတိပြီးသားဘို့ချုပ်ထုံးမြင့်နိုင်ရဲ့စကေးကတော့နိုင်ငံရေးစီရေးမှာသူကလက်ယုံကြီးနေလုံးကြီးပြေဆုံးတဲ့ခေါင်းဆောင်တယောက်လို့ပြောလို့ရတယ်ဗောနော်ကိုလူမျိုးလွတ်မြောက်ဖို့အတွက်ကိုကြိုးပမ်းနေတဲ့ခေါင်းဆောင်တယောက်ခါတပည့်လူမျိုးတွေရဲ့အရေးကိုလည်းဂယုစိုက်တယ်ဆိုတာပြီးခဲ့တဲ့ ARD သတင်းဌာနနဲ့အင်တာဗျူးမှာပြောဆိုခဲ့တဲ့ဟာကလည်းသူ့ရဲ့နိုင်ငံရေးအပေါ်မှာစကေးကြတဲ့ဝါရင်တဲ့အတွေးခေါ်တွေရှိလာတာကိုမြင်သာစေတယ်အခုဒီရုပ်သံနဲ့ပတ်သက်ပြီးတော့မှဒါခေတ်သစ်မီဒီယာနေပြီးတော့မှအရင်ဆုံးတင်ရှိလာတာဖြစ်တယ်အတ္တကို CDM ဘူကြီးထက်မြက်ကနေပြီးတော့မှဒီရုပ်သံမတိုင်ခင်သူကကြိုသိထားတဲ့ရတယ်သူကပြောထားပြီးသွားပြီအရေးအမှပေါ့လေအခုကတော့သူလည်းတရားဝင်ထုတ်ပြန်ထားတယ်ပြီးတော့တစ်ဖက်စစ်လော်ဘီတွေကလည်းဒါကြီးကလိန်နာကြီး AIG ဆိုပြီးတော့မှတုံ့ပြန်လာတယ်ဟုတ်လားမဟုတ်လားဆိုတာတော့ဒါကိုကြည့်ရင်သိတယ်တက်လာတဲ့သတင်းတွေကိုကြည့်ရင်ပြည်သက်ကသိလိမ့်မယ်လူထုကသိလိမ့်မယ်ဘူကြီးထက်မြက်ကလည်းအဲ့လောက်ကြီးကြတော့မကောင်းကွာဂူဂူကဲကဲမှာမိုးပြင်းမင်းပြင်းမိုးလေဝသကြီးတာစခန်းရိုက်ရှာကြီးပေါ့နော်ဂူဂူကဲဆိုကိုကဲကိုပြောတာပြီးတော့အဲ့ဒီပုံထဲမှာပုံသွားတဲ့မင်းတို့ရဲ့စကားသစစ်သားတွေအခုလိုလိန်နာကြီးကတမလွန်ရောက်သွားတဲ့ရဲဘော်တွေတောင်စိတ်ကောင်းမှာမဟုတ်ဘူးသူတို့ရဲ့ကြံခဲ့တဲ့မိသားစုတွေအတွက်စဉ်းစားကြည့်ပေါ့ကွာစဉ်းစားမှလည်းမဟုတ်ပါဘူးမင်းတို့အောက်ခြေစစ်သားတွေရဲ့အသက်တွေကိုတပ်ပုံလေးတစ်ပုံလောက်တော့မှတန်ဖိုးမထားကြမှငါတို့သိပါတယ်အခုဆိုရင်စကားစအောက်ခြေစစ်သားတွေကြမှာဒီပြစ်စင်နဲ့ပတ်သက်လို့အကြီးပိုင်းတွေတင်းနေတယ်တဲ့ဘိုးကြီးထက်မြက်ရရှိထားတဲ့ဟာတွေနောက်တစ်ခါဓာတ်ပုံမတန်းတောင်းရင်တောင်းတဲ့သူကိုယ်တိုင်လာရိုက်ခိုင်းလိုက်မယ်တဲ့ဆိုပြီးရွှေ့ပြီးတော့ရေးလိုက်တဲ့တဘောပေါ့နော်ဆိုတော့သူရေးထားတာတွေပေါ့နော်အောက်မှာညီခိုးလုံးတွေအလေးလိုက်အဲမပါမှာဆိုတော့အတင်းဝင်ပြီးတော့မှတန်းစီတယ်အဘသားနှစ်ယောက်အတွက်စိတ်မကောင်းဘူးတဲ့အမှဒီနေ့သူဘိုးကြီးထက်မြက်ကလည်းသူဥမျိုးနေရပေါ့နော်ဆိုတော့အောက်က comment တွေကိုလည်းကြည့်လိုက်လို့ရှင်တော့ဂျင်းနဲ့နေကြတဲ့အကြောင်းအရာပေါ့နော်ဒီနေ့ဒီသတင်းကတော့အတီးပြုလို့ရတဲ့ဘိုင်းဖြစ်တယ်ဟိုဘက်ကစစ်လော်ဘီဘောမ
channel တွေကတော့လောင်မြိုက်နေတယ်ပေါ့နော်သူတို့တွေကဒါ AI ကြီးပါပေါ့နော်သူတို့ကိုကြည့်ချင်းအဖြစ်တဲ့ဒီခေါင်းဆောင်ပိုင်းစစ်ခေါင်းဆောင်ပိုင်းတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအေးကိုတော့တော်တော်ကြီးကိုဂျီမနက်ဖြစ်မှာကျင်းသေးတယ်ဒီလွတ်မြောက်ရေးရခိုင်တပြည်နယ်လုံးလွတ်မြောက်ရေးဆိုတဲ့ရည်ရွယ်ချက်ကလည်းပြည့်ဖို့နီးစပ်နေပြီပေါ့နော်နေရာတိုင်းမှာလည်းစစ်ရေးတွေကပြင်းထန်ပြီးတော့မှသူတို့ကလည်းအတိအကျအကောင့်ထဲပေါ်နေတယ်